ဒီမိတ်ပေါ့ပေါ့ပါပါပေါ့နော်မဖြူလို့ဒါလေးဆိုရင်ຫນွေစာလေးလည်းအဆင်ပြေတယ်လို့ထမိန်နဲ့ပဲဝေဘောင်းမီနဲ့ပဲဝေအဆင်ပြေတဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကိုငွေလေး6000နဲ့စရမယ်မိုင်းတို့နော်ရင်ဆိုင်ကကြတော့4နှစ်44 46 3ဆိုင်လာတယ်အခုမဖြူပြတဲ့ကာလာလေးတွေလိုက်ကြည့်ကာလာ6လိုင်း6ထည်လုံးမယူနဲ့မဖြူဒါလေးဆို3ထည်ရစယူတစ်ဆိုင်ကိုတော့200တိုးမယ်နော်6ရဲ့အားတာချက်ကတော့ဒီလိုခါရှည်ရှည်လေးပေါ့နော်မဖြစ်လို့ရှေ့ရှည်နောက်ရှည်လေးနဲ့ ready made design လေးကိုတန်တယ်မရေပိတ်ဖိုးတော့မရှိဘူးနော်ဟိုပိတ်တွေကလေတကိုက်ကိုငါဟိုပါပေါ့600 900လောက်တောင်တက်တာအရင်3250ပိတ်ကအခုဆို4200တောင်ဖြစ်နေတာပေါ့နော်900 800 900 1000ပေါ့ဒီဇိုင်းပုံမူတည်ပြီးတော့ဈေးတွေ900 600ကနေပြီးတော့1000အထိဈေးတွေတက်တယ်အဲ့ဒါအောင်မှကြည့်အောင်ပိတ်စပိုးတော့မရှိဘူး6000 6200 6400တော့အရန်တက်တယ်စိုက်ရွေးလို့ရတယ်ကာလာရွေးလို့မရဘူးတစ်ဆိုင်ကို6ထည်လာတယ်အဲ့3ဆိုင်လုံးယူမယ်ဆိုဈေးထက်လျှော့ပေးမယ်မဖြစ်တစ်ထည်ကို300ပြန်လျှော့ပေးမယ်18ထည်ပေါ့နော်တစ်ဆိုင်ကို6ထည်နဲ့အဲ့လို18ထည်လုံးယူမယ်ဆိုဈေး300ထက်လျှော့အောင်မယ် VVIP ဈေးလုပ်ပေးမယ်ပေါ့နော်3ထည်ကနေစပြီးလာယူကာလာတော့လုံးဝပေးမရွေးဘူးနော်မိုင်းတို့အရန်တန်တယ်အရန်အောင်မှတန်တာ stick collar လေးကိုနော်ကဲအဲ့တော့ချုပ်ခလည်းမရှိဘူးပိတ်စက